နိုင်ငံတော်တန်ခါမဟာနာအဖွဲ့မဟာနာရဲ့အမိန့်ကိုမလိုက်နာတဲ့အတွက်မစိုးရင်တိုက်သစ်စီရတော့ဦးဝီရသူကိုထောင်ဒဏ်အထိအပြစ်ပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုမဟာနာအဖွဲ့ဥက္ကဋ္ဌဗတ္တန္တာကုမာရကမိန့်ကြားလိုက်ပါတယ်။ AR တိုင်းအစိုးရအဖွဲ့နဲ့တိုင်းလွှတ်တော်ကဦးစီးကျင်းပတဲ့တရားသဖြင့်အတွက်ပသိမ်မြို့ကိုရောက်ရှိတဲ့အခါမှာသတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာဆရာတော်ကအခုလိုမိန့်ကြားခဲ့တာလို့ပြည်တွင်းအခြေစိုက် CNB သတင်းဌာနကဖော်ပြထားပါတယ်။ဘုန်းတော်ကသူ့ကိုတရားဟောမှုပြလိုက်ပါဘူး။ပြလိုက်ရင်သူ့ဆက်ဟောရင်တော့အဲဒီဆက်ဟောတဲ့အတွက်ဒီအမိန့်နာမခံတဲ့အတွက်သူဥပဒေရှိတယ်ဆိုတာအမိန့်ကိုနာမထောင်ဘူးဆက်ပြီးတော့တရားဟောမဟုတ်တာတွေကိုတရားဟောလုပ်ကြံပြီးတော့သူကဟောနေတာအဲလိုဟောတဲ့အတွက်ထောင်ချနိုင်ပါတယ်မဟာနာအဖွဲ့အနေနဲ့တခြားဘာသာတွေကိုမထိခိုက်ဖို့တူးနဲ့တူးမေတ္တာကရုဏာထားကြဖို့တနိုင်ငံလုံးအတွက်ပြန်တမ်းတွေထုတ်ထားပြီးဖြစ်တယ်လို့လည်းဆရာတော်ကမိန့်ကြားခဲ့တယ်လို့သိရပါတယ်မစိုးရင်တိုက်သစ်ဆရာတော်ဦးဝီရသူကိုဘာသာရေးလူမျိုးရေးအမုန်းပွားစေတဲ့ဟောပြောမှုတွေကြောင့်မဟာနာအဖွဲ့ကမတ်လ10ရက်နေ့မှာတရားဟောပြောခွင့်တစ်နှစ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်ဒီလိုပိတ်ထားတာကိုချိုးဖောက်ရင်ဒီဇဲဥပဒေအရအရေးယူဖို့အမိန့်မှာဖော်ပြထားပေမဲ့ဦးဝီရသူဟာမတ်လ17ရက်နေ့က AR တိုင်းအိမ်မဲမြို့တရားပွဲကစတင်ပြီးဝစီဖိတ်တရားပွဲတွေဆက်ပြီးပြုလုပ်နေပါတယ်မတ်လ29ရက်မနေ့ညကလည်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့ရွေးကောက်ခံနယ်မြေဖြစ်ခဲ့တဲ့ကော့မှူးမြို့နယ်မှာတပ်မတော်နေ့တရားပွဲဆိုတဲ့ခေါင်းစဉ်နဲ့ဝစီဖိတ်တရားပွဲတစ်ခုကျင်းပခဲ့တယ်လို့သိရပါတယ်ခင်ဗျာ